စနေတနင်္ဂနွေလိုဈေးရောက်ပြီစီတယ်ဒါမှတချို့ချက်တွေလည်းမထင်မှတ်ပဲဒီစီရဟာငါးစာအတွက်ရှာပေးစားတော့နေရတာဈေးတွေကြောင်းနေဒီဆိုင်လေးဝယ်လို့ကောင်းတော့ဝတာရောင်းနေစားတော်ဆိုင်နေတော့သူတခါလေးလဲကြိတ်ပြီးကြိတ်ဆက်ပါထားတာဆိုတော့ကီလိုတွေနဲ့ရောင်းကုသားတော့ဟော香港人皮膚人啊，那邊偷。ဒါသူတီရောင်းတာဒါအိတ်တွေရောင်း接过一下，小心接过一下。ဒီလေးရလမ်းတွေတွေလည်းရှိတယ်ဈေးတော့အမိုက်တွေတော့ရှိပါဘောနော်ဒါပေမဲ့သူပြီးရင်တန်ရှင်းရေးပြန်လုပ်ပါဒီပိတ်ချိန်ကြီးတန်ရှင်းရေးပြန်လုပ်ကြတယ်မလုပ်ဘဲနဲ့တော့မနေဒါရချင်းနေတပုံးကြီးရလုံးလုံးဘုံမှာဥကြီးကြီးရဒါဈေးလေးတွေကတ်ထားတာပေါ့နော်ကီလိုနဲ့ရောင်းကျက်တုံးဒါရဒီဆိုင်ကတော့အကျော်ကြီးရောင်းတာပဲကျော်ကြီးဒီလိုအထုပ်တစ်ထုပ်ပဲဘုံငါးကြီးပဲထပ်စားတဲ့ခါကျရင်ဘုံငါးကြီးပဲထပ်စားတဲ့ခါကျရင်ဟိုဖြစ်တာပေါ့ဝယ်လို့ရဒါရတော့ခောက်ဆွဲရောင်းတာခောက်ဆွဲတုပ်တို့နန်းကြီးတုပ်ဘုံတို့ကြီးပဲချက်တဲ့ခါကျရင်ခောက်ဆွဲဆိုင်တော့ဘွားပြေပါတချင်းနှစ်ချင်းအဲ့လိုဝယ်တာပေါ့ဟာလာတော့လာတော့ဒီမင်းခိုင်းလို့ဘုရား